ဘုံဘုံတို့ IT မှာ3နဲ့4လို့ပဲဒီတိုင်းသူ့ပုံမှန်နေထားတဲ့အနေထားလူတိုင်းကပုံမှန်နေထားတဲ့အနေထားကအဲ့ဒီအနေထားကအကောင်းဆုံးမဟုတ်ဘူးဒါဗုဒ္ဓမြတ်စွာဘုရားလည်းပဲနှစ်ပေါင်း2600ခရမိတ်ဒီနေ့ကျတော့ဒီလိုစာအုပ်တွေပေါ့ The Science of Meditation လို့now Author Trace လို့ဒီစာအုပ်တွေnow Oxford တို့က The Oxford Handbook of Compassion Science ကရုဏာသိပ္ပံဆိုတဲ့စာအုပ်ဒါသိပ္ပံပညာတွေရဲ့သူတွေလာတယ်သူတို့လည်းပဲဒီတိုင်းပြောတယ်ပုံမှန်ဒီ4ကပါတော့ဆိုဒါ threat နော်ဒါ threat ဆိုရင် threat ဆို unreal threat ဆို unreal ပုံမှန်တော့ threat focus ပုံမှန်ဆိုရင် unreal ကိုပဲ cue ဆိုင်တယ် unreal ကို cue ဆိုင်တယ်များစာမွေးဖြေတော့မယ်စာမွေးတဲ့ဒီမှာစာချက်တယ်စာလိုက်တယ်ဆိုရင်unreal ပါဆိုကြောက်စာမွေးကြောက်ဒါမဟုတ်လည်းပဲကိုလိုချင်တဲ့လောက်အမှတ်မရမှာလိုချင်တဲ့ဒီ distinction တွေအများကြီးမရအဲ့ဒါတွေက threat တွေပေါ့အဲ့ဒါကိုပဲကြောင်းသူတဲ့စိတ်ကအဲ့ထဲရောက်အဲ့ဒီထဲရောက်ရင်ကိုယ့်ဟာကိုယ်စိတ်ဖြစ်စီမှု stress တွေများအောင်လုပ်တာဒါဖြင့်အဲ့လိုမလုပ်ဘူးဆိုရင်ဘယ်လိုလုပ်ပြီးတော့စူးစမ်းခြင်းနဲ့စိတ်လုံးမှာရှိမှာတော့ motivation ပြန်နေယူမှာတော့ဒါမေးစရာဒါကြောင့်ဒီနေရာမှာအဲ့ဒါဆိုဘယ်လိုလုပ်မှာတော့ motivation ပြန်နေယူမှာတော့ motivation ပြန်နေယူမှာအဲ့ဒါဗုဒ္ဓမြတ်စွာဘုရားကအသုံးပြုတဲ့စကားလုံးတစ်လုံးကအတ္တဆိုတဲ့စကားလုံးတစ်လုံးအတ္တဆိုတာက self center ဖြစ်တာကိုပြောတယ် self center ဖြစ်တယ် self center ဘာပဲတွေ့တယ်ကိုယ်အတွက်ပဲတွေ့တယ်ဆယ်တန်းပါဖြစ်လို့ဟို60ရချင်အောင်ဆိုသူများတွေရတာငါလည်းရတယ်ဟိုသူများမိဘတွေဂုံရှိတာငါရဲ့မိဘတွေလည်းဂုံရှိစီရတယ်ဒါကိုယ်အတွက်တွေ့တရားမကောင်းဘူးလားဆိုကောင်းတယ်တဲ့တရားမကောင်းလားကောင်းတယ်ဒါပေမဲ့ဒီထက်ကောင်းတာရှိတယ်ဆိုပြီးဒီနေ့သိပ္ပံကပြောတယ်ပြီးခဲ့တဲ့နှစ်ပေါင်း2600ကအဲ့ဒါကိုဗုဒ္ဓမြတ်စွာဘုရားကလည်းပြီးအဲ့တော့ self center ဆိုကိုယ့်အတွက်ပဲတွေးတယ်အဲ့ဒီစိတ်ကိုပြောင်းလဲကိုယ့်အတွက်ဆိုအများအတွက်ကတွေးအဲ့ဒါ brain default ပြောင်းနော်ဘုန်းတို့အများအတွက်ပို့ပြီးတော့တွေးနေဆို philosophy အနေနဲ့ဆိုရင်တော့အနတ္တဆိုတာက no self center self center မဟုတ်ဘူးဒါပြန် self center မဟုတ်ဘူးဆိုတာဘာပြောတာတော့ဆိုဘာလို့သမီးတို့ရဲ့ဒီမှာကျောင်းဘေးပတ်ဝန်းကျင်မှာမျက်စိဖွင့်ပြီးကြီးတိုင်းပြဿနာတွေ့တယ်ဟုတ်တယ်မလားဒါကြံရွေလားဆိုတော့သိမသိလို့နောက်လာဆိုရင်နောက်လာပေါ်နေလားဆိုရင်ပြီးအရန်ပူလာတစ်ပင်တွေနဲနေလို့ဒါကိုအင်္ဂလိပ်လိုဘယ်လိုခေါ်တော့ global warming ခေါ်ဒီပြဿနာကိုဒီတိုင်းလိလိရှုမဲ့စားအဲ့ဒီပြဿနာကိုဒီပြဿနာကြောင့်ဒီမှာရှိနေတဲ့ကျောင်းသား800ကျော်နောက်ပြီးတော့ staff တွေ100ကျော်အကုန်ထိခိုက်ဒါတို့ကအမိုးထဲမှာနေရတဲ့လူအမိုးထဲမှာမနေရဘဲနဲ့ဒီလိုသွားလာနေတဲ့ပြည်သူတွေသူတို့ဆိုရင်လည်းထိခိုက်အဲ့ဒီဒုက္ခကိုမျှပြီးတော့ခံစားလိုက်အဲ့လိုမျှပြီးတော့ခံစားတာကိုအင်္ဂလိပ်လို empathy လို့ခေါ် empathy ကိုချင်းစာ empathy ဖြစ်ကိုချင်းစာဒါမေတ္တာတွေကိုချင်းစာအဲ့လိုကိုချင်းစာပြီးတော့စာကြည့်ရင်10တိုင်း6ပါအင်္ဂလိပ်စာကြည့်မယ်ဆိုရင် global warming အကြောင်းရေးထားတာဘာနဲ့ရေးထားတာအများဆိုအင်္ဂလိပ်လိုရေးထားတယ်အဲ့ဒါတွေ environmental degradation ဆိုဒီတဘာဝပတ်ဝန်းကျင်သူဆွတ်ရုပ်တဲ့ဟာအဲ့ဒီအကိုတွက်ချက်တာဘာလို့တော့သင်ချလို့နော် physics chemistry biology အကုန်လုံးအသုံးဝင်ရော economics အကုန်လုံးအသုံးဝင်ရောအကုန်လုံးဒါဘုံဘုံကပြဿနာတစ်ခုတည်းကိုပဲတွေ့
ဥပမာပြုပြီးတော့ပြောတယ် global warming တခုတည်းကိုပဲကင်ပြီးတော့ပြောတယ်မြန်မာနိုင်ငံနေနဲ့ဘာပြောနောက်ထပ်ဘာပြဿနာကြည့်ချင်းခါရောကဖြတ်လာတာteaching hospital လေတင်ကြားရေးဆေးရုံလေဆေးရုံကြီးရှိတယ်ဆေးရုံမှာသွားကြည့်လိုအပ်တာတွေအများကြီးလိုအပ်တာတွေအများကြီးဆေးဘက်ဆိုင်ရာလားအသိဉာဏ်ပိုင်းဆိုင်ရာလားသူလေနာပိုင်းဆိုင်ရာလားဆရာဝန်တွေထပ်ဖြစ်ရမှာလားဒုနာဖြစ်တွေထပ်ဖြစ်ရမှာလားအဆောက်အဦတွေတွေ့လားအဲ့ဒါဒုနာတွေနေကောင်းသွားပြီဆိုရင်သူတို့ကို rehabilitation ဆိုတာကအပြန်ရှိအောင်လုပ်တဲ့ဟာလားသူတို့မိသားစုကိုအသိဉာဏ်ပေးရမှာလားဒီလိုယောဂမျိုးမဖြစ်အောင်ပြည်သူတွေရဲ့လုံးကိုပညာပေးတဲ့ public health ဆိုတာအဲ့ပုံစံမျိုးအများကြီးရှိတယ်လောမဲ့အများကြီးအဲ့ဒါကြောင့်ဆရာဝန်ဖြစ်ခြင်းတဲ့အခါမှာသူများဆရာဝန်ဖြစ်ခြင်းတော့ငါဆရာဝန်ဖြစ်ခြင်းနဲ့အဲ့ဒီစိတ်ဆိုရင်တော့ဒီစိတ်က self center ဖြစ်နေတယ်။ဘာဖြစ်ငါဖြစ်နေတာဟောကိုတခါလေကိုလုတ်တဲ့အလုပ်ကိုကြိုးစားမှုထဲမှာငါတွေနဲ့ပြည့်နေရင်တဲ့ you can't connect with the person next to you ကိုနဲ့ကပ်နေတဲ့လူသူ့ရဲ့ feeling တွေ emotion တွေနဲ့ကိုဆက်ယူလို့မရအောင်မသိဘူး။ तू ဝန်တာနေလား तू ဝန်နေနေလား तू စိတ်နေလား तू စိတ်ခံစားမှုကိုဘာဖြစ်လို့မသိတော့ self center ဖြစ်နေလို့ self center ဖြစ်နေအဲ့ဒီ brain default ကိုပြောင်းမယ်အဲ့ brain default ပြောင်းဒါကြောင့်အနတ္တဝါဒဆိုတာက self center နဲ့အောင်လုပ်ဖို့တင်တာဒီအင်္ဂလိပ်စကားလုံးမှတ်ထား self center ကိုယ့်အကိုပြန်ပြီးတော့ကြည့်တယ်အခုငါတွေးတဲ့ဟာ self center တိတ်ပြန်ဖြစ်နေတာတပည့်တွေကိုဘုံမောရတင်ပေးတယ်ကိုရင်လေးတွေကိုစွန့်စားတော့မယ်ဆိုရင်ဟိုဘက်ကမမီဘူးဆိုရင်ဒီဟင်းခွက်လေးဒီလမ်းပေးပါကိုဆုံးခွက်ဒီဆုံးပကံဟိုဘက်ကမမီဘူးဆိုရင်လမ်းပေးပါအများအတွက်တွေးတဲ့အကျင့်တွေလုပ်တာအဲ့တော့ဘယ်နဲ့စမှာဆိုတို့เจ้าဆိုတဲ့တရားနဲ့စတို့เจ้าဆိုရင်ကိုကြော်ပြီးတော့ကြည့်လိုက်တို့เจ้าဒါမဲ့တို့เจ้าဆိုပြီးတော့ကိုကဒီเจ้าမှနေတဲ့ဟိုဘက်เจ้าလူတွေနဲ့ပြိုင်တဲ့စိတ်ထားရင်သူတို့ကိုခဏတော့ကပြောတဲ့ threat ဆိုတာလေအချင်းချင်းပြိုင်ရင်တယောက်ကိုတယောက်အန်ဒရယ်လို့မြင်တယ်ပြန်ပဲလို့မြင်တယ်အခုနေတော့ကတော့တိတ်မသိတာတည်းကြီးလာတဲ့ခါကျရင်အတန်းထဲမှာသားတို့နှစ်ယောက်ပြိုင်နေဆိုရင်အဲ့ဒီနှစ်ယောက်ဝင်ကြီးနှစ်ပါးဖြစ်လာတယ်ဝင်ကြီးနှစ်ဦးပြန်ဖြစ်လာအဲ့ဒီဝင်ကြီးနှစ်ဦးကဦးပေါင်းဆောင်ရွက်မလုပ်တော့ညွန်ချိုင်းမှုချုပ်နှစ်ယောက်ပြိုင်သူဖြစ်သွားရင်အဲ့ဒီညွန်ချိုင်းမှုချုပ်နှစ်ယောက်ကလည်းလက်တွဲဆောင်ရွက်မလုပ်တော့အောင်မြင်တဲ့စီးပွားရေးသမားနှစ်ယောက်ဖြစ်သွားရင်အဲ့စီးပွားရေးသမားနှစ်ယောက်ကလည်းတယောက်ကိုတယောက်ဖြည့်ဆည်းဖို့ကပ်ပြည့်ဖြစ်လို့အဲ့လိုပဲလုပ်ပြိုင်ဆိုင်တာဘာလို့သူများတွေကပြိုင်ဆိုင်ခိုင်းတာတော့ဆိုဒါတို့သမီးတို့ကြိုးစားခြင်းနဲ့စိတ်ရှိအောင်ဒါပေမဲ့ပြိုင်ဆိုင်အောင်ပြောတဲ့နေရာမှာဘာစိတ်လေးဝင်သွားဆိုတော့မခံခြင်းနဲ့စိတ်လေးဖြစ်သွားမခံခြင်းနဲ့စိတ်ဆိုတာကအသေးချာကြည့်ရေတူမှာပဲအင်္ဂလိပ်စကားဘုံမ sorry ပဲနော်အင်္ဂလိပ်စကားခဏတော့ရေတူမှာတော့လူကို spur လုပ်တယ်ဆိုတော့လူကိုတက်ကြွအောင်စိတ်တက်ကြွအောင်လုပ်ပြီးရေရှည်မှာကြတော့အဲ့ဒီမခံခြင်းနဲ့စိတ်ကဒေါသအလုံးခဲချင်တယ်မာနအလုံးခဲချင်တယ်မခံခြင်းနဲ့စိတ်ကိုတခြားလူနဲ့အမြဲတမ်းနိုင်ရှင်တဲ့အခါမှာ results ကအနောက်တိုင်း psychology နဲ့ဆိုရင်နှစ်ခုပဲရှိတယ် Buddhist psychology ဗုဒ္ဓဘာသာစိတ်ပိုင်းပညာနေနဲ့ဆိုရင်သုံးခုရှိအဲ့ဒါပါဆိုနှစ်ခုကကိုကတာတဲ့အခါမှာငါတာတယ်ဆိုတဲ့ superiority complex တာသူရဲ့မာနအဲ့မာနလေးကြံရစ်တယ်အဖက်တင်ကြံရစ်ကြာလာရင်အဲ့ဒီဟာက brain default ဖြစ်သွားကိုကတာတဲ့လူမဟုတ်ဘူးတစ်ဖက်ကတာတဲ့လူအဲ့လိုဆိုရင်စိတ်ထဲမှာမခံတာဆို inferiority complex ဖြစ်သွားဟိုဘက်ကဘလောက်ပဲကောင်းတာလုံနေကိုယ့်ရဲ့စိတ်ထဲမှာမုဒိတာမဖြစ်နဲ့ပီတိမဖြစ်နဲ့သူကောင်းတာကိုလှုပ်တာကိုစိတ်ထဲမှာကြည့်ပြီးတော့စိတ်ထဲမှာမနစ်သိမ့်ဖို့ဆိုတာဒါက destructive emotion အဖြစ်သဘောဆန်တဲ့ emotion ပါအဲဒါအနောက်တိုင်း psychology နဲ့ဆို superiority complex နဲ့ inferiority complex အဲ့ဒီခုဗုဒ္ဓတရားတော်ကြတော့အဲ့ဒီနှစ်ခုအပြင်နောက်တစ်ခုရှိသေးတယ်ပြိုင်တဲ့အခါမှာဟာ तू လည်းဒါရတယ်ငါလည်းဒါရတယ် तू လည်းဒါလို့ငါလည်းဒါလို့ဘာ view ဆက်ဆရာ
ဘာ queue size ဆရာလို့တော့ဆိုတဲ့ attitude လာတယ် I don't care attitude တဲ့အဲ့ဒါကြတော့ပါဠိလိုကြတော့သတိတမန်သတိဓာဆိုတာတူတာအတူတူပဲဆိုတဲ့မှအတူတူပဲအတူတူဆိုတဲ့မှအဲ့ဒီမှဖြစ်တယ်မာနဖြစ်နေတဲ့လူနှစ်ယောက်ကြားထဲမှာဘယ်တော့မှသူတို့ပူပေါင်းဆောင်မှုမကောင်းဘူးလင်မယားဆိုရင်အဲ့လင်မယားကြားထဲမှာမာနဝင်သွားပြီဆိုရင်ခင်ဗျားကဝင်ငွေဘလောက်ရှိတယ်ကျောက်ကဝင်ငွေဘလောက်ရှိတယ်ခင်ဗျားကကျောင်းမှာတော့ဘာပဲရတယ်ကျောက်ကကျောင်းမှာတော့ဘာရတယ်ကျောက်ကိုလူတွေကဘလောက်ထိလေးစားတယ်ခင်ဗျားကိုဘလောက်ပဲလေးစားတယ်အဲ့ဒါမျိုးတွေရှောက်တွေးပြီးတော့စိတ်ကပြဿနာဖန်တီးတဲ့စိတ်ပဲဖြစ်နေတယ် brain default အဲ့ဒါကြောင့်ဒီနေ့သားတို့သမီးအဲ့ brain default ကိုပြောင်းရမယ်အဲ့ဒီ brain default ကိုပြောင်းတဲ့အခါကျတော့ကိုတစ်သက်လုံးဆယ်တန်းနဲ့မကောက်ဘူးတက်ကတူအောင်ပြီးတဲ့အချိန်မကောက်ဘူးတစ်သက်လုံးကိုယ့်ရဲ့အုံနောက်ကပြဿနာကိုဖြေရှင်းတဲ့အုံနောက်ဖြစ်နေပြဿနာကိုဖန်တီးတဲ့အုံနောက်မဟုတ်အဲ့လိုဖြစ်အောင်ဘာပြောင်းရမှာတော့ brain default ပြန်ဘုံဘုံ video clip လေးတွေဟိုပြင်ထားတဲ့နိုင်ငံခြား video clip လေးတွေပါဒါလေးတွေကြည့်အောင်ဒါနိုင်ငံခြားမှာဒီနီးကိုနော်ဒီဗုဒ္ဓနီးကိုကြည့်ပြီးတော့ဗုဒ္ဓရဲ့နီးကိုကြည့်ပြီးတော့သူတို့ဒီ brain default စပြီးတော့ပြင်နေတယ်ဆိုတဲ့အကြောင်းဒီစာအုပ်က Siddhartha's brain ဆိုတဲ့တိဋ္ဌမင်းသားရဲ့အုံနောက်တိဋ္ဌမင်းသားရဲ့အုံနောက်ဒါသိပ္ပံမြတ်ရှင်တယောက်ကတရားထိုင်ပြီးတော့နောက်တခြားလူတွေတရားထိုင်တဲ့အဲ့ဒါကိုအဲ့သူရိနာတွေကိုရေးထားတာတိဋ္ဌမင်းသားအုံနောက်ကဘယ်လိုလုပ်ဆိုသူ့အုံနောက်ရဲ့ default ကိုသူပြောင်းတာ brain default ဆိုတာတော့တိဋ္ဌမင်းသားရဲ့ခေတ္တတော့ဒီဟာမပြောဘူးပေါ့ပြောတာကတော့ negative emotion အားလုံးကိုအမြင့်ပြုတ်အောင်လုပ်ပြီးတော့ positive emotion တွေနဲ့လုံးဝအစားထိုးထားအသက်35နှစ်နေပြီးတော့40အထိအဲ့ဒီ positive brain default တစ်ခုနဲ့နေတာအနတ္တဆိုတဲ့ brain default နဲ့နေတာအတ္တ brain default လုံးဝပြုတ်သွားတယ်ဒါကတော့ရှေးတုန်းကစကားနဲ့ခုစကားရောပြီးတော့ပြောလိုက် let's create mindful school ဆိုတာကအနောက်တိုင်းရဲ့အတန်းကျောင်းတွေမှာတရားထိုင်တဲ့ဟာလေးအဲ့ဒါလေးသိစေချင်ဝင်နေထွက်လေရှူတဲ့အတိုင်းအနောက်တိုင်းမှာအနောက်တိုင်းဝင်နေထွက်လေရှူတဲ့နောက်ပြီးတော့ကိုယ့်ရဲ့ emotion ကိုသိအောင်ကိုယ့် emotion ကိုသိအောင်ကိုယ့်ဟာ awareness လေးတွေထင်ထောင်ထားတယ်အဲ့ဒီဟာကိုခြားတော့သူတို့အသုံးပြုတဲ့စကားတတိဆိုတာက mindfulness ဒါကတတိတရားဒီစကားလေးခဏနာတွေ့ရတယ်ဒီထဲမှာ let's create mindful school တတိတရားအားကောင်းတဲ့ကျောင်းတည်ထောင်တာကဲဒါဒီပုံထဲမှာဒီ video clip ထဲမှာပါတာအငယ်ဆုံးက kindergarten မူချိုပဲအကြီးဆုံးက9တန်းဒီထက်ကြီးတဲ့ video clip တွေရှိတယ်ဒီထက်ကြီးတဲ့အတန်းတွေပေါ့နောက်တက်ကတူအတန်းတွေလည်းရှိတယ်နောက်လုပ်ငန်းခွင်မှာလုပ်တာလည်းရှိတယ်နောက်ပြီးတော့အဲ့ဒီထဲမှာပါတဲ့အသားဖြူနဲ့အင်ဂျီအပြာလေအာမက်ဆိုတာသူကမွတ်စလင်လူမျိုးဂျန်တဲ့လူတွေကခရိယန်လူမျိုးခရိယန်ဘာသာဝင်တွေပေါ့သူတို့တောင်မှဒီ mindfulness ဆိုတဲ့အခြေခံသတိပဋ္ဌာန်ကိုပြောတာသတိပဋ္ဌာန်ဒီဟာကိုလေ့ကျင့်ရင်အုံနောက်ရဲ့ brain default ကပြောင်းသွားတယ်အဲ့ဒါဘာတော့ဆိုသူတို့ပြောတယ်နံပါတ်1ကကိုယ့်ရဲ့စိတ်ခံစားမှုကိုသိတာစိတ်ထဲမှာကိုယ့် emotion ကိုသိတာတခါတော့ကိုယ့်ရဲ့စိတ်ထဲမှာ stress တွေများတဲ့ခါအဲ့ဒီ stress ကိုအဲ့ဒီစိတ်ထဲမှာရှိနေတဲ့ဖြစ်စီမှု stress ကသူထွက်ပေါက်ရှာတဲ့အခါမှာတခါတော့သူများကိုထိခိုက်စေအဲ့ဒါကိုသတိမထားဘူးဘာဖြစ်လို့ဆိုတော့ကိုယ့်ရဲ့ stress ကိုပုံမှန်သတိမထားဘူးဘာတွေလုပ်တတ်လဲဆိုတခြားလူတွေကိုဟာတိုက်ကြီးတာတော့မထီမဲ့နေလောက်တာတော့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ကိုကအဲ့ဒီလိုလောက်ခံရရင်ကိုယ်စိတ်ထဲမှာဘယ်လိုနေကြိုက်လားမကြိုက်ဘူးကိုကသာမကြိုက်တာသူများတော့အခွင့်အရေးရတယ်ကိုဟာတိုက်ကြီးမှာကိုယ့်ရဲ့အသင်းကိုယ့်ရဲ့အဖွဲ့တွေနဲ့သူများတစ်ခုခုဥပမာလမ်းလျှောက်တာနည်းနည်းလေးလမ်းချော်တာနဲ့ဒါမှမဟုတ်ဆရာမေးတဲ့အခါဖြေမှန်တစ်ခုကိုပြောတဲ့အခါမှာမှားသွားတာတော့အဲ့ဒါမျိုးစိတ်ထဲမှာဟာတိုက်ကြီးချင်း
ဘာဖြစ်လဲလို့ဟားတိုက်ရင်ဆိုကိုယ့်ရဲ့ brain default ကအရန်ကို stress များနေပြီးတော့ကိုယ်နဲ့မတူတဲ့လူကိုယ်နဲ့အမြင်မတူတဲ့လူကိုမျောလင့်ထားတဲ့ပုံစံမျိုးနဲ့မနေတဲ့လူမပြောတဲ့လူအဲ့ဒီလူကိုက Andre အနေနဲ့မြင်တာ threat အနေနဲ့မြင်အဲ့ဒါကြောင့်မို့လို့ဟားတိုက်ရဆိုသူ့ကို reject လုပ်တာ rejection လုပ်တာ you are rejecting that person ဒါသတိထားတော့ဒီလိုအတန်းကြောင်းမှာနေရာတိုင်းမှာဖြစ်တယ်နေရာတိုင်းမှာဖြစ်တယ်ဒါ stress တွေများလို့ဖြစ်တယ်အဲ့ဒီဟာမျိုးဖြစ်ရင်ကိုကြီးလာတဲ့အခါမှာကိုယ့်ရဲ့သားသမီးကိုပြန်ပြီးတော့ဆုံးမဒါလေးတော့မလုပ်နိုင်ဘူးလားဆိုတော့negative အပြောနဲ့ပြောတဲ့ပုံစံမျိုးတွေဖြစ်တယ် negative ဖြစ်တဲ့လူကလောကကြီးကိုတိဆောက်တဲ့လူထဲမှာမဟုတ်ပါဘူးဖြစ်စည်းတဲ့လူထဲမှာပဲပါကိုယ့်ရဲ့ emotion ခါရောအတွေးမြင်ရော positive ဖြစ်တဲ့ပုဂ္ဂိုလ် positive thinking positive emotion ရှိတဲ့ပုဂ္ဂိုလ်ကမှလောကကြီးကိုတိဆောက်တဲ့ပုဂ္ဂိုလ်ပြုပြင်တဲ့ပုဂ္ဂိုလ်ဒါကြောင့်သားတို့သမီးတို့ကဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဉာဏ်ကောင်းတဲ့ကလေးတွေဆိုတော့ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တိုင်းဒီဟာလေးကောင်းမှတ်တာဘုံနှစ်ခေါက် repeat လုပ်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တိုင်းလောကကြီးကိုတိဆောက်တဲ့ပုဂ္ဂိုလ်မဖြစ်ဘူးတချို့ကသူတို့ emotion တွေသူတို့အတွေးမြင်တွေက negative ဖြစ်တဲ့ခါကျတော့လောကကြီးကိုဖျက်ဆီးတဲ့ပုဂ္ဂိုလ်ဖြစ်သွားသူတို့အုံနောက်ကိုအသုံးပြုပြီးတော့ဖျက်ဆီးတဲ့ပုဂ္ဂိုလ်ဖြစ် Bangkok Post သတင်းစာတွေမှာ online သတင်းစာမနေ့ကထမင်းနေ့ကဘုံဖတ်ကြည့်ဘန်ကောက်မှာကျောင်းအုပ်တရားရွှေဆိုင်ကိုတနတ်နဲ့ဝင်ပြီးတော့ဓမြထိုင်ဓမြခုထက်ရှိတယ်သူမိဘကလည်းပဲပညာတော်တဲ့လူတွေသူကလည်းပညာတော်တဲ့ပုဂ္ဂိုလ်အဲ့လိုသွားလို့တယ်နောက်လူခဏရောက်3ရောက်4ရောက်လည်းအသက်ဆုံးရှုံး IQ တော့ကောင်းတယ် IQ ကောင်းတယ်ဒါပေမဲ့ EQ ဆိုတာလေ EQ ဆိုတာ emotional quotient ဒီဟာမတော်တဲ့အတွက်ကြောင့်မလို့လောကကြီးကိုလှပအောင်ငြိမ်းချမ်းအောင်တည်ဆောက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဒါကြောင့်ဉာဏ်လေးကောင်းတယ် IQ လည်းကောင်းတယ်တစ်ဖက်က EQ လည်းကောင်းဒီနေ့ဘုံဘုံလာပြီးတော့ပြောတယ် EQ အကြောင်းပြောတယ် IQ အကြောင်းတော့ဒီမှာဆရာကြီးဆရာမကြီးအဓိကထားပြောမှာနောက်ပြီးတော့နိုင်ငံခြားမှာအတန်းကျောင်းတွေမှာကျောင်းတက်ခါနေမှာ3မိနစ်ပဲအချိန်ရ3မိနစ်အင်္ဂလန်မှာကျောင်းပေါင်း400လောက်အဲ့ဒါလုပ်နေတယ်400ကျောင်းပေါင်း400သူတို့မနေ့ကျောင်းတက်ခါနေမှာကိုယ်အတန်းထဲမှာ3မိနစ်တရားထိုင်နေဝင်လေထွက်လေကြည့်တယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့စိတ်ကညစ်တယ်ဆိုရင်စိတ်ညစ်တာလေးကိုလက်ခံလိုက်တယ်ပြင်းဝင်လေထွက်လေပြန်ကြည့်တယ်ဆိုရင်အဲ့စိတ်ညစ်တဲ့ဟန်သူ့ရဲ့ impact ကငယ်သွားတိတ် powerful ဖြစ်တော့အဲ့လိုဖြစ်တဲ့ခါကျတော့အတန်းထဲမှာတယောက်ကိုတယောက်ဥပမာဒီမှာတော့လုံးမထင်ပါဘူးစက်ကူလေးနေလုတ်ပြီးတော့တခါတည်းဟိုဘက်ဒီဘက်ပြစ်တာတွေသူများကိုအနောက်ဆက်ပေးတာတွေစာသင်ခန်းတစ်ခုလုံးကလင်ကွင်းဖြစ်သွားဒီမှာတော့ဖြစ်မယ်မထင်ပါဘူးအဲ့ဒီလိုသူများကိုနောက်ဆက်တာတွေ80%ကျသွားတယ် misbehavior 80%ကျအဲ့တို့အချင်းချင်းနောက်ဆက်တဲ့ဟာတွေအဲ့ဒါကြောင့်အနောက်ဆက်ခံနေဆိုတာကလူတိုင်းအနောက်ဆက်ခံနေလူတိုင်းစိတ်ထိခိုက်တာပေါ့သူများကိုအလိုလိုနေစိတ်ထိခိုက်အောင်လုပ်တဲ့ပုဂ္ဂိုလ်ကလောကကြီးကိုဒီဆောက်တဲ့ပုဂ္ဂိုလ်လားဖျက်ဆီးတဲ့ပုဂ္ဂိုလ်တခါထပ်ဖြေပါအောင်ဒီဟာလေးဘုံဘုံပါဖြစ်လို့ဒါလေးပြောတာတော့ဆိုသားတို့သမီးတို့က potential တွေအများကြီးရှိတယ်ဒီနိုင်ငံကိုတိဆောက်တဲ့နေရာဒီကဘာကြီးကိုတိဆောက်တဲ့နေရာပါစေခြင်းအဲ့လိုပါအောင်ဆိုရင်ဘယ်နေစားမှာတော့ you better start changing your brain default ကိုရင်ဘုံတော့ default ကိုပြောင်းအောင်ဘုံအများကြီးမတောင်းဆိုမနေ့ကို3မိနစ်လောက်လောက်ပါညအရာဝင်ကနေမှ3မိနစ်လောက်လောက်ပါဆိုဒီနေ့ကို6မိနစ်အဲ့6မိနစ်ကအုံနောက်ကိုပြောင်းလဲစီနေတိုင်းလုပ်ပါနောက်ပြီးတော့စာကြက်တဲ့နေရာမှာလည်းပဲဘုံတို့ stress ရဲ့ဒဏ်ကိုအများကြီးခံနေတယ်အခုနောက်ကြည့်မဲ့ video clip ကဒီကြောင်းနေပြောတယ်ဒီနောက် video clip တစ်ခုထပ်ကြည့်ပြီးနောက် video clip တစ်ခုထပ်ပြီးတော့ကြည့်ရင်ဘုံနည်းနည်းလေးတရားထိုင်နေနော်အပြောနဲ့ဆိုရင်ဘုံပြန်တာကိုမေ့အဲ့တော့လက်တွေ့လေးတော့လုံးပါ
အဲ့ဒါကိုယ့်အကို3မိနစ်လုံးနိုင်အောင်ဆိုရင်ဖုံဖုံနဲ့ဆိုရင်6မိနစ်10မိနစ်အဲ့လိုဟာလေးအဲ့လောက်ကြည့်တော့ထိုင်ပါအခု the science behind mindfulness ဆိုတာကဒီလိုတတိပဋ္ဌာန်လေ့ကျင့်တဲ့နေရာမှာသိပ္ပံပညာရဲ့သုံးသပ်ချက်အုံနောက်ကိုဘယ်လိုပြောင်းလဲစေတယ် personality ဆိုတာကအမြဲတမ်းညှဉ်းညူနေတဲ့တယောက်အရန်ကိုပြောရွှင်တဲ့ personality ဖြစ်သွားတယ်ဘုံမလို့တနေ့မှာအတွေးတွေကဘယ်လောက်ဖြစ်တော့9000လောက်ဖြစ်တယ်အဲ့9000ထဲမှာ98% ခိုင်နှုန်းကမနေ့အတိုင်းပဲဘာစားမယ်ဘာဝတ်မယ်ဘသူကိုထောင်ပြောင်းမယ်အဲ့ဒါမျိုးတွေပဲဖြစ်တယ်200%ခိုင်နှုန်းပဲအစ်စ်တွေဖြစ်တယ်အဲ့ဒီ9000လောက်အတွေး9000လောက်ဖြစ်တဲ့အထဲမှာ80%ခိုင်နှုန်းက negative ပဲ negative အတွေး5ခုဖြစ်ရင်4ခုက negative ဖြစ်တယ်4နာရီတွေးရင်တနာရီပဲအကောင်းဖြစ်တယ်မဟုတ်9နာရီတွေးရင်တနာရီပဲအကောင်းဖြစ်တယ်ကျန်တဲ့4နာရီက negative ဖြစ်တဲ့ဟာဘသူကငါ့ကိုမကြိုက်ဘူးဘသူကငါ့ကိုပြိုင်တယ်ဘသူကငါ့ကိုမခံချင်အောင်လုပ်တယ်ဘာညာအဲ့ဒါမျိုးတွေရှောက်တွေးနေဘသူကတော့ဖြင့်ငါတို့တော့မတော်ဘူးဘသူကတော့ဖြင့်ကြီးကျယ်တယ်အဲ့ဒါမျိုးတွေရှောက်တွေးတယ်အဲ့ဒီ negative အတွေးတွေသားတို့သမီးတို့ကောင်းတယ်မြင်ဝင်ရင်အုံနောက်ပြက်သွားမယ်ဘာပြက်သွားမှာတော့ဒီတစ်ခုတော့မှတ်ထားစေချင်ဒီနေ့ကိုမိနစ်20တရားထိုင်ခိုင်းဒီထိုင်တခြား program တွေရှိပါတယ်ဒီနေ့ကို3မိနစ်5မိနစ်အဲ့လိုထိုင်တာတွေရှိအဲ့တော့ဒီနေ့ဘုံတင်ပေးမှာကဒီနေ့ကို3မိနစ်လောက်ဟိုထိုင်တယ်အဲ့ထက်ပို့ပြီးတော့5မိနစ်လောက်ထိုင်နေဆိုရင်တော့ပို့ပြီးတော့အချိန်ကိုရင်းနှီးမြုပ်နိုင်ရလကကိုများပေါ့အဲ့ဒီအခုသူပြောင်းတာကသူပြောတာဒီအုံနောက်ထဲမှာ neuro connection တွေသူပြတယ် neuro connection တွေဆိုအဲ့ဒီ neuro connection တွေကတကယ်လို့ဟို negative ဖြစ်တဲ့အတွေး negative ဖြစ်တဲ့ emotion တွေမကောင်းတဲ့ emotion တွေကိုအတွက်ကိုနဲ့ပတ်သက်လို့ပဲဖြစ်တခြားလူနဲ့ပတ်သက်လို့ပဲဖြစ်မကောင်းတဲ့အတွေးရင်လည်းအုံနောက်ထဲမှာအဲ့ဒီ negative neuro connection ပေါ်လာ emotion ကအုံနောက်ကို dictate လုပ်တယ်အဘိဓမ္မာမှာကျတော့စိတ်တစရုပ်လို့ခေါ်တယ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်စိတ်ထဲမှာဒေါသဖြစ်တဲ့ဆိုရင်အဲ့ဒီဒေါသဖြစ်တဲ့ဒီနောက်ကအုံနောက်အမိဂဒလာအုံနောက်အဲ့ဒီအုံနောက်မှာခံ neuro connection ချက်ချင်းပေါ်လာအဲ့ဒီဒေါသဖြစ်တဲ့လူကြောင့်ခဏစဉ်းစားရင်အဲ့ဒီ neuro connection ကထာဝရဖြစ်တာအယောင်အားကောင်းတာဒါကြောင့်ဘာမှမဟုတ်တာလေးနဲ့စိတ်တူတတ်တယ်အရင်ဆုံးကတော့တခြားအပြင်လူတွေကိုစိတ်တူတော့နောက်ပိုင်းကျတော့အပြင်လူနဲ့မတွေ့တော့ဘူးကိုယ်တငယ်ချင်းနဲ့ပဲတွေ့တယ်ဆိုကိုယ်တငယ်ချင်းနဲ့စိတ်တူတာလေကိုယ်တငယ်ချင်းနဲ့စိတ်မတူဘူးဆိုရင်တငယ်ချင်းမရှိတဲ့ခါဟိုအိမ်ပြန်သွားမိဘတွေနဲ့ဖြစ်မိဘတွေနဲ့စိတ်တူအဲ့ဒါမျိုးတွေဖြစ်ဒါကိုယ်အပြစ်လည်းမဟုတ်ဘူးကိုယ်မိဘအပြစ်လည်းမဟုတ်ဘူးဒီထဲမှာကိုယ့်ရဲ့အုံနောက်ကိုတိဆောက်ထားတာအဲ့ default ဖြစ်နေတယ် negative emotion default ဖြစ်နေအဲ့ဒီ default ကိုပြောင်းအောင်ဘယ်မှာသွားပြောင်းအောင်တော့ emotion မှာပြောင်းအောင်ပါဘယ်မှာပြောင်းအောင်တော့ emotion မှာပြောင်းအောင်ဒီမှာ negative emotion ဖြစ်နေတယ်ဆိုအဲ့ negative emotion တွေကိုမြင်အောင်သိအောင်အချိန်မီသိအောင်လုပ်တဲ့လုပ်ငန်းကိုတတိပဋ္ဌာန်လုပ်ငန်းလို့ခေါ်တယ်တတိပဋ္ဌာန်လုပ်ငန်းဇာကုနာဝရှိအောင်ပါဠိစကားတော့စိတ်ဓာနုပဒနာလို့ခေါ်တယ်။ Now mindfulness of thought and emotion. ဒီ brain default က negative ဖြစ်ပြီဆိုရင် I can't do it, I can't change ဆိုတော့မဖြစ်နိုင်ဘူးဆိုတဲ့အတွေးပဲဝင်တယ်။ဘာဖြစ်လို့အဲ့လိုဖြစ်တာဆိုသူရဲ့ brain default ကအဲ့လိုဖြစ်နေတယ်။ဒါပေမဲ့အဲ့ဒီဟာပြောင်းလဲနေတယ်။ဘာနဲ့ပြောင်းလဲနိုင်ဆို mindfulness ဆိုတာတတိနဲ့ပြောင်းလဲနေ။ခဏတော့ကကောင်းမလေးတယောက်ဒီလိုကောင်းရုပ်ကုတ်ပြီးတော့ I can't change it မလုပ်နိုင်ဘူးဒါမလုပ်နိုင်ဘူးဆိုပြီးတော့ negative အတွေး negative thinking တွေဝင်တရားထိုင်ပြီးတဲ့ခါကျတော့လက်ချင်းတစ်ဖက်ညောင်းပြီးတော့ I can change ပြောင်းလဲနိုင်တယ်လုပ်နေစိတ်ဓာတ်တွေအယံကိုတက်ကြွပါတယ်အခုဖုန်းပြောနေတဲ့ဟာကအင်္ဂလိပ်စကားတွေအများကြီးထည့်ပြီးတော့ပြောတယ်အင်္ဂလန်က video clip တွေယူပြီးတော့ပြရဲဆိုအမှန်ကတော့သူတို့တင်တဲ့ဟာကဘယ်မှာတင်တာတော့ဘုံဘုံတို့ရဲ့မြန်မာနိုင်ငံမှာရိတ်တာပေါင်း1000ရှိတယ်အဲ့ဒီရိတ်တာ1000ထဲမှာတင်နေတဲ့ဟာ
သူတို့ကဟိုယူပြီးတော့သူတွေနာလောက်တာသူတွေနာလောက်တာအဲ့ဒါကြောင့်ဒီတရားထိုင်တာလေးလုပ်ကြည့်မယ်နော်တရားထိုင်တဲ့ပုံစံမျိုးထိုင်ပါတက်တာထိုင်ပါတင်ချင်းခွေထိုင်ပါတင်ချင်းခွေထိုင်ပါတင်ချင်းခွေနောက်ပြီးတော့ကြောကိုလည်းပဲတဲ့အောင်ထားပါနော်ကြောတဲ့အောင်ထားပါဥခေါင်းကိုလည်းပဲတဲ့အောင်ထားပါအသက်ရှူတဲ့နေရာမှာအထောက်အကူဖြစ်အောင်အသက်ရှူတဲ့နေရာမှာအထောက်အကူဖြစ်အောင်နောက်အသက်ရှူပုံရှူနေတာဒါတို့သမီးတို့လွယ်ကူအသက်ရှူနိုင်အောင်ရိတ်တာဝင်ပြီးသားသူတွေလည်းရှိကောင်းရှိနိုင်အဲ့ဒီလိုဆိုရင်ကိုရှူတတ်တဲ့ပုံစံမျိုးနဲ့ရှူလို့ရတယ်မဟုတ်ဘူးဆိုရင်ဒီနေ့ဘုံသင်ပေးတဲ့ဟာပဲစမ်းကြည့်လို့ရတယ်ဘယ်လိုရှူမှာတော့ဆိုဝင်လေရှူတဲ့အခါမှာဒီနေ့တော့အဲ့ဒီလိုစိတ်ထဲမှာကြီးတွဲလိုက်ပါပြီးရင်အသက်ကိုအောင့်ထားတယ်အသက်ကိုဘလောက်အကြာအောင့်ထားမှာဆိုဒီနေ့တော့အဲ့ဒီလိုအဲ့လောက်ထိအောင့်ထားတာတင်းနေပြီးရင်အသက်ပြန်ပြီးတော့ရှူထုတ်ပါရှူထုတ်တဲ့အခါမှာ3နေ့1ပြောင်းပြန် reverse နော်အဲ့ဒီလိုဟိုစိတ်ထဲမှာကြီးတွက်မယ်ဝင်လေဘယ်လိုကြီးတွက်မှာတော့အသက်ရှူအောင်တော့အသက်ရှူထုတ်တော့ဟုတ်ပြီအဲ့ဒီပုံစံတိုင်းဘုံတို့တရားထိုင်ဒီဝင်လေထွက်လေရှူရှိုင်းနေတဲ့အချိန်မှာအတွေးတွေပေါ်လာနေတယ်အဲ့ဒါလေးကိုမျောနေတာကိုယ့်ရဲ့အတွေးနဲ့ကိုပြန်ပြီးတော့ရံမဖြစ်နဲ့ကိုယ့်ရဲ့အတွေးကိုလည်းကိုထွက်မပြေးနဲ့ချောင်းထောင်ကပြောတဲ့ fight and flight ဆိုတာအဲ့နှစ်ခုမလို့ fight ဆိုတာကကိုယ့်အတွေးနဲ့ကိုပြန်ရံဖြစ်တာ flight ဆိုတာကကိုယ့်အတွေးကိုကိုထွက်ပြေးတာအဲ့ဒီနှစ်ခုစလုံးကပြဿနာမဖြေရှင်းနိုင် emergency မှာသုံးတဲ့ဟာတေးရှင်ဖြစ်လာတဲ့အခါမှာရှိပညာအင်အားတွေသုံးပြီးတော့ထွက်ပြေးတာတော့ပြန်ပြီးတော့ fight လုပ်တာတော့အဲ့ဒါမျိုးတွေလို့အခုထိုင်ပြီးတော့ဝင်လေထွက်လေရှူတဲ့အခါမှာအတွေးလေးဝင်လာတာဒါကတေးရှင်ရေးလားမဟုတ်ပါဘူးတေးရှင်ရေးမဟုတ်တေးရှင်မဟုတ်တဲ့ခါကျတော့ fight and flight ဆိုတဲ့အဲ့ဒီ mechanism အဲ့ဒီ instrument အဲ့ဒီကိရိယာအဲ့ဒီနေသွားပြီးတော့မသုံးပါနဲ့ဘာပဲသုံးရမှာတော့ဆိုတော့ recognition ဆိုတာလေအတိမပြုအလိုအလျောက်အတွေးပေါ်နေပြီ auto thinking လို့ခေါ်တယ်အလိုလျောက်အတွေးပေါ်နေသူ့ကိုသွားပြီးအတိမပြုလိုက်အဲ့ဒါကို acceptance လို့ခေါ်ရိတ်တာမှကြတော့တရားမှတ်တယ်လို့ခေါ်တယ်အတွေးပေါ်ရင်ပေါ်လာတဲ့အတွေးကိုမှတ်လိုက်ပါအဲ့လိုအင်္ဂလိပ်လိုကြတော့အဲ့ဒီအတွေးကို accept လုပ်ပါ accept လုပ် fight and flight မလုပ်နဲ့အဲ့ဒီအတွေးကိုလက်ခံလိုက်အဲ့ဒီအတွေးလက်ခံအတွေးတစ်ခုက10မိနစ်ခွဲပဲကြာတယ်စက္ကန့်90ပဲကြာသူ့ဟာသူဒီတိုင်းထိုင်းနော်ဥမာသူ့ကိုတတိလေးနဲ့လက်ခံပြီးတော့သူ့ကိုဒေါသနဲ့လည်းသွားပြီးတော့ဘာလို့ပေါ်လာမှာဆိုသွားပြီးတော့ရံမဖြစ်ဘူးမကြိုက်တဲ့စိတ်လည်းသွားပြီးတော့မဖြစ်ဘူးမကြိုက်ဘူးဆိုတာဒါလည်းသွားရံဖြစ်တာမကြိုက်တဲ့စိတ်နဲ့ထွက်ပြေးတယ်ဆိုတော့ဒါလည်းပဲဒေါသသူ့ကိုဒေါသမထွက်ဘူးဆိုရင်အဲ့ဒီအတွေးက10မိနစ်ခွဲအဲ့ပဲကြာတယ်စက္ကန့်ဘယ်လောက်တော့စက္ကန့်90ပဲစက္ကန့်90ပြင်သူ့ကကိုယ့်ရဲ့အုံနောက် default ကိုသူကမထိခိုက်စေဒါကြောင့်အတွေးတွေပေါ်လာတယ်ဆိုရင်အဲ့ဒီအတွေးကိုအလိုလျောက်အတွေးပေါ်နေတဲ့ auto thinking အဲ့အလိုလျောက်အတွေးပေါ်နေတယ်ဆိုပြီးတော့2ကြိမ်3ကြိမ်သူ့ကိုလက်ခံလိုက်ပါပြီးရင်ဝင်လေထွက်လေစီပြန်လာစိတ်ထဲမှာ stress တွေဖြစ်နေစေဆိုဒီမှာ stress ဖြစ်နေတယ် stress ဖြစ်နေတယ်အဲ့ stress တွေမှာငါမထည့်နဲ့နော်ငါထည့် stress ဆန်းတယ်ဖြစ်သွားတယ် stress ဖြစ်နေတယ်ဆိုပြီးတော့2ကြိမ်3ကြိမ်လက်ခံလိုက် accept လုပ်ပြီးရင်ဝင်လေထွက်လေစီပြန်လာဝင်လေထွက်လေပြန် stress ဖြစ်တဲ့အခါမှာခန္ဓာကိုယ်ကကြွက်သားတွေ muscle တွေသူတောင့်တင်းနေတယ်လို့တောင့်တင်းနေဆို muscle တွေတောင့်တင်းနေတယ်အဲ့ဒါကို attention ပေးပါဟိုထဲမှာတွေ့ရတယ် video clip ထဲမှာတွေ့တယ် attention အဲ့လိုပြီးတယ်လီဖုန်းလေးနဲ့အချိန်လေး6မိနစ်လောက်လုပ်ပြီး6မိနစ်ကဲစမယ်တရားစာပြီးတော့ထိုင်တယ်ဝင်လေကိုချမ်းချမ်းနာရှူရှိုက်ပါခါတိုင်းနဲ့ပို့ပြီးတော့အားဆိုင်ပါချမ်းနာလေးရှူရှိုက်ပါနော် slow and gentle breathing
ညင်ညင်သာသာရှုရှိုက်ပါခါတိုင်းနဲ့ပို့ပြီးတော့ရှုရှိုက်ပေးပါBuddhist psychology ကဘာသာရဲ့အသစ်ဘာသာအသစ်ဘာသာရဲ့ဒီအဘိဓမ္မာကတော့အဘိဓမ္မာနဲ့မှတုတ်တန်နဲ့မှ psychology ကပါပြီးတော့ဒါနဲ့ဘုန်းဘုန်းကအနောက်တိုင်း psychology မသိတဲ့ခါတော့ဒီဟာကို psychology မှမသိခဲ့အခုတော့အနောက်တိုင်း psychology နဲ့ဗုဒ္ဓဘာသာ psychology တစ်ခုတွဲပြီးတော့တင်ဥပမာတောင်ကြီးဗုဒ္ဓတဲ့ကမှာဘုန်းဘုန်းက department ကိုရှိအင်္ဂလိပ်လိုရေးတဲ့စာအုပ်တွေညာAmazon မှာစာအုပ်ရှာပြီးကြည့်တာမှသိစာအုပ်တွေတွေ့ဒီ YouTube တို့ Wikipedia တို့သူတို့လည်းရှိတယ် lecture တွေချို့ရှိအဲ့ဒါတော့လွယ်လို့ဒီအနေနဲ့တော့နားလည်နိုင်တော့အနောက်တိုင်း psychology နဲ့ဗုဒ္ဓဘာသာ psychology ဒီကွာအတူတာကတော့စိတ်ကို focus လုပ်တယ်မတူတာကြတော့အနောက်တိုင်း psychology က narrative ဆိုတာလေ narrative ဆိုတာ story ကိုအဓိကထားပြီးတော့သူတို့story ကိုအသုံးပြုပြီးတော့လူတရားကိုစိတ်နေစိတ်ထားကိုပြုပြင်ကြောင်းတယ် narrative ဒီလူကဘာတွေလုပ်ခဲ့တယ်ဘာတွေတွေ့ကြုံခဲ့တယ်ဘယ်သူတွေနဲ့တွေ့ခဲ့တယ်အဲ့ဒီဟာကိုပြန်တွေးတဲ့အခါမှာmake sense ဆိုတာက तू အဲ့ဒီဟာကိုနားလည် it doesn't make sense လို့ပြောရင်အင်္ဂလိပ်စကားကအတိတ်ပဲမရှိဘူးနားမလည်ဘူးလို့ပြောတယ်အဲ့ဒါကြောင့်တွေးကြုံခဲ့တဲ့အတွေ့အကြုံတွေအားလုံးကိုအဲ့ဒီ narrative ကိုပြန်အသုံးပြုပြီးတော့အတိတ်ပဲရှင်းအောင်လုပ်တယ်ဗုဒ္ဓတရားတော်ကျတော့ phenomenology ဆိုတာက narrative ကနေစပြီး narrative ကိုကြော်ပြီးတော့ဒီထဲမှာတကယ်ဖြစ်တဲ့စိတ်ရဲ့သဘောတရားစိတ်ရဲ့သဘာဝတရားကပါတယ် phenomenology ဆိုစိတ်ရဲ့သဘာဝတရားဘုံဘုံတို့စကားနဲ့ပြောရင်တော့ပရမတ်တရားခေါ်တော့ narrative ဆိုတာကပြဉ္ညာကိုပြောတာအဲ့ဒီဟာတွေကိုစေကုသနည်းအနေနဲ့ဖြစ်အောင်လုပ်ထားတာရှိတယ်ဒါဆိုရင်ဗုဒ္ဓဘာသာရဲ့နီးကိုယူပြီးတော့ကရုဏာအခြေခံတဲ့ psychology လို့ compassion based therapy ဆိုတာဒါလေးတွေလုပ်ထားတာဒါကတော့အနောက်နိုင်ငံမှာတော့ PhD ထိလုပ်လို့ရတယ်ဆိုပြီးရိုး PN နေစားတော့ဟုတ် PhD လုပ်တယ်ဘုံဘုံနိုင်ငံမှာကျတော့တက်ကတူတွေကအဲ့ဒါတွေသင်ပေးနိုင်တယ်ဒီလောက်ဆိုရပြီလားနောက်တစ်ယောက်မေးပါအမျိုးသားနဲ့မေးပါဒီမှာ3ယောက်လက်မြောက်တယ်ဆိုတော့ဆရာတွေပဲရွေးပေးပါပထမဆုံးဒီလိုသမီးတို့နားမှာရှိတဲ့အဘိဓမ္မာသင်တန်းလေးအဲ့ဒီအခြေခံသင်တန်းလေးအရင်တက်လိုက်အဲ့ဒါဆိုသမီးက Buddhist psychology တွေတက်တဲ့အခါမှာအလွယ်လေးဖြစ်သွားကောင်းဒီရှေ့မှာဟိုနေကျောင်းသားလေးတွေ3ယောက်လက်ညှိုးထောင်တယ်4ယောက်လက်ညှိုးထောင်တယ်အဲ့ဒါဆရာတွေပဲရွေးပေးပါဘုံဘုံတော့မရွေးတော့ညနာလိုက်ရဖြစ်မှာဆိုအဲ့ဒီ6နှစ်တွင်းမှာဒါကအဲ့ဒီပြဿနာတော့ fight လုပ်ရင်းနဲ့ဒီအသက်ဝင်မြတ်ရှင်တွေကပြောတယ်နောက်ကအမေရိကဆိုတော့အနောက်ပဲလုပ်တယ်အဲ့ဒီအနောက်ဖြစ်ရင်အဲ့ဒီအနောက်က active ဖြစ်ရင်အတွေးတွေအကုန်ပိတ် fight လုပ်တယ်ဆိုတော့ဒေါသကိုပြောတာပြဿနာကိုဒေါသနဲ့ဖြေရှင်းလို့ accept လုပ်တယ်ဆိုတာဘာပြောတာအတိမတ်ပြုတာကိုပြောတာအဲ့ဒီပြဿနာကိုသူ့အရှိကိုရှိတဲ့အတိမတ်ပြုအဲ့တော့ accept လုပ်တယ်လို့ပြောတယ်မြန်မာကပြောတဲ့လက်ခံတယ်ဆိုတာကသူကဘာမှမဟုတ်ဘဲနဲ့ဒီတိုင်း passive နေတာကိုပြောတယ်အဲ့ဒီအတွေးပြင်ဒီမှာ psychology မှာပြောတဲ့လက်ခံတယ်ဆိုတဲ့ဟာကသူကအရှိကိုအရှိတိုင်းပထမဆုံးမြင်အောင်ကြည့်ရအဲ့ဒါကိုပြောတယ်တချို့ကျတော့အရှိတိုင်းမြင်အောင်မကြည့်ဘူးကိုယ်အတွေးတွေနဲ့ရောပြီးဘသူမှမကြလို့ထူဖြစ်တာဘာညာအဲ့ဒါမျိုးတွေဟိုဒေါသတွေနဲ့ကြည့်တဲ့အခါကျတော့ဒီ balance ဖြစ်အောင်မကြည့်နိုင်ဘူးကိုယ့်ရဲ့ချွေးရင်းချက်ကိုမမြင်ဘူးဘာလို့ဆိုတော့ဟိုဘက်ကအဖြစ်ကိုပဲဒေါသနဲ့ကိုကြည့်နေတာကိုအဲ့လိုဖြစ်တဲ့အခါကျတော့ဘုံတို့ရဲ့အတွေးအမြင်က fair မဖြစ်ဘူးလေကြည့်တယ်နေအဲ့ဒါကြောင့် accept လုပ်လိုက်တယ်ဆိုတော့ဒီပြဿနာဖြစ်နေတယ်ဒီပြဿနာဖြစ်သူများလည်းဖြစ်တယ်ဒါကြောင့်ဒီပြဿနာကိုဒီပြဿနာကလူတိုင်းကိုထိခိုက်နေတယ်ငါ့ကိုလည်းထိခိုက်နေတော့ကိုကရုဏာထားတဲ့နေဒီပြဿနာကိုဖြေရှင်းဒေါသနဲ့မဖြေရှင်းတော့ကရုဏာနဲ့ဖြေရှင်းပြဿနာဖြေရှင်းနိုင်ခြင်းနဲ့အထူးတူပဲကရုဏာနဲ့ဖြေရှင်းတဲ့ရှေ့ကရှိတဲ့အုံနောက်အလုပ်လုပ်တာသူကြတော့ hippocampus ခေါ်တယ်
anterior cingulate cortex ဆိုတာလည်းရှိတယ်သူကအလုပ်လုပ်တယ်ဆိုရင်တော့စိတ်ကတည်ငြိမ်နေတဲ့calming ဖြစ်တယ်ဆိုတော့ဒီ video clip ကမှလည်းပြောတယ်နောက်ပြီးတော့ creative ဖြစ်တယ်ဘုံနောက်ပိုင်းဆိုင်ရာအနေကြည့်နေအဲ့ဒါပြောတယ်ဗုဒ္ဓအနေနဲ့ပြောရင်နောက်မှာဒေါသဖြစ်တဲ့စိတ်ကဒေါသနဲ့ပညာနဲ့ကအတိညာနဲ့ကလုံးဝအတူတူမဖြစ်ဘူးဒီရှေ့မှာရှိတဲ့ကရုဏာကြတော့သူကပညာနဲ့အမြဲတမ်းဖြစ်တာတတိတရားကပညာနဲ့အတူတူဖြစ်တာဒါကတော့အဘိဓမ္မာမှာသုံးတဲ့စကားလုံးတွေပေါ့စိတ်ရှင်နဲ့စေတသိက်ရှင်နဲ့ဘယ်လိုစေတသိက်ဖြစ်ရင်တတိဆိုတဲ့စေတသိက်ဖြစ်ရင်တခြားပါစေတသိက်တွေဖြစ်သေးလို့ဆိုတော့အဲ့ဒါကတော့ Buddhist psychology မှာသုံးတဲ့ဟာပေါ့ကဲကလားဆိုရပြီเนาะအချိန်လည်းကုန်သွားပါပြီ